양케 나마도나 알론도 노세 이번에 자신 공직해 봤어요. 나마 여자도 봤대. 이런 소식 저로 KCBCด้วยก็บอกกันเลยกรรมการเนี่ยกรรมการชั้นศาลอยู่กันเนี่ยจุดเกิดที่นี่สุดท้ายจะมาดูที่ดูว่าเนี่ยออกกันละตลาดลงหากรรมการชั้นศาลเสียยาจองรู้กรรมการเดียวมานั่นลงที่เนี่ยด่าที่ว่าเนี่ยที่นี่จะรู้နှလုံးသွင်းဖို့ရာရွေးချယ်ထားတဲ့ဓမ္မချမ်းစာတို့ဖြစ်ရင်ဟေရှာယအခန်းကြီး8အငယ်20နဲ့နှစ်ကနေအခန်းကြီး9အငယ်1ကနေ3အထိဆက်တိုက်ဖြစ်ပါတယ်။ဘုရားအခန်းကြီးနောက်ဆုံးပိုင်းနဲ့အခန်း9 1ကနေ3အထိဖြစ်ပါတယ်။အခြေပြုပြီးတော့မှနှုတ်ကပတ်တော်အလင်းဆိုပြီးတော့မှကျွန်တော်ပြင်ဆင်အားရှိပါတယ်ကျွန်တော်လူငယ်တုန်းကတမ်းညာများလေ့လာရှိမှုတဲ့အခါမှာသူတို့ပြင်ကိုရန်စေရန်ရောက်တဲ့အချိန်မှာသင်္ခါစာများဖြစ်ခဲ့တဲ့ရှိတတ်ပါလေကျွန်တော်ကြောင့်နေနေဆိုရင်လာရှုမှာစေရန်ဖြေဖို့ပြင်ဆင်တဲ့အချိန်မှာgeometry တော့လည်းခက်ခဲရှိသွားတယ်။ဒါတော့ကျူရှင်ဆရာကြီးဦးမြင့်လူစီမှာကျွန်တော်တော်တော်မှာတက်ပါလေ။ဆိုတော့ကျွန်တော်ကျောင်းသားတွေကျောင်းသူတည်တယ်။ရှိမဲ့ရှိစုရှိမဲ့စုမဲ့အဲ့ဒါကိုစုပြီးတော့မှကျောင်းတက်တယ်ဆိုတော့သူများတွေပေးပုံကြီးကျွန်တော်၄-၅ယောက်နောက်ကျ你不开了，来我们背那个，稳打的价格，就是他一品吧。这种不在打嘛，开的情况嘛，该来了就是想呀，对吧？大门情况嘛，你不要想呀，当天嘛，不要点干，来哪来呗呗，开是来的情况嘛，地蛋就是想，是吧？这种不在打嘛。ခက်ခဲလာတဲ့ချိန်ခါမှာတော့ဘယ်လိုချိန်ပဲဖြစ်ဖြစ်ပင်းပစ်အောင်ပေါင်နေတဲ့ချိန်ခါပဲဖြစ်ဖြစ်အမောင်အတိဖြစ်တဲ့ချိန်ခါပဲဖြစ်ဖြစ်ဝူတူဝါဒဖြစ်တဲ့ချိန်ခါပဲဖြစ်ဖြစ်တို့ရဲ့အကျိုးရှိစရာတမန်တော်စာဖြစ်ပါတယ်ဒီနေ့ကဘာမှာရောင်းရတာအတွေ့ဆုံးတမန်တော်စာဖြစ်ပါတယ်ပုထုဇဉ်လူသားများဖတ်တဲ့စာထဲမှာဖတ်ကိုရအနည်းဆုံးစင်ဝင်ဆောင်တဲ့ဖြစ်ပါလေ။ရောင်းရတာကကပါတူအောင်ရောင်းရပြီးတော့မှဖတ်တာကျတော့ကပါတူအောင်ပြန်ပြီးတော့ဖတ်ကြတယ်။အဲသူရှာတဲ့တစ်ခု။ဆိုတော့ဘာဖြစ်လို့မဖတ်တယ်လဲ။ပြန်စဉ်းစားကြည့်တဲ့ချိန်ခါမှာဝိညာဉ်ကဌာနချင်းတွေငင်းညာပြီးတော့မှမဖတ်ခြင်းဖြစ်ပါလေဖြားနာခြင်းအရေးကြီးခြင်းခန်းစေဝင်လာတဲ့ချိန်ခါမှာစပပြုတ်ထားလည်းမစားချင်ဘူးစာဖိုက်လည်းပဲအာယုံမဆိုင်နိုင်ဘူးတမန်တော်ကဖတ်ပြီးဆိုဘူးဆူရောပါမယ်တို့လူပဲမှအဲ့ဒါဝိညာဉ်ရဲ့အရေးကြီးခြင်းဖြစ်ပါလေကျန်တာကိုဖတ်နေခြင်းဟာကျွန်တော်တို့တက်တာမှာအင်မတန်မှအရေးကြီးတဲ့စောင်းပွဲဝင်တဲ့ချိန်ခါမှာကျူရှင်ဆရာမပေးရတယ်လို့ပဲကျွန်တော်ဖွင့်တယ်ဘဝသင်္ခန်းစာလမ်းလျှောက်ပြီးတော့မှအကောင်အထည်ပေါ်ရမယ့်ချိန်ခါဖြစ်ဆက်ပြီးတော့မှရှောက်လိုက်ရမယ့်ဘဝရဲ့စောင်းပွဲမှန်သမျှအားလုံးဟာကျွန်တော်ရဲ့ကြိုက်ရတာဓမ္မကျမ်းစာဖြစ်ပါတယ်ကျွန်တော်တို့သူ့ရဲ့သမိုင်းကြောင်းပြည်ဆွေကိုကြည့်တဲ့ချိန်ခါမှာဤဓမ္မကျမ်းစာငါးတက်တာဖြစ်ပါလေရောက်ပြီပို့လို့မရဘူးသူများဖတ်ပြီးတော့မီးရှို့
တွေ့လို့ရှိရင်ဒီခါလေးတက်ဒါကြောင့်ငါတက်တာကျမှငါပုံတွေများပို့ပါလေမတန်းစားဆိုတော့အထဲမှာပလတ်စတစ်နဲ့ပါတဲ့ခါလေးရေဝင်အောင်ပို့နေချိန်ကြတော့ငါတက်တာပဲဆိုပြီးတော့မှပုံတွေအမကကင်းရှိတယ်ချက်ခဲ့အဲ့ဒါနဲ့ပြန်ပြီးတော့မှကျွန်တော်တက်ရှိလာတဲ့ကျမ်းစာဖြစ်ပါတယ်ဒီတမန်ကျမ်းစာကိုဘာသာပြန်တဲ့အတွက်ကြောင့်အသက်ခံရတယ်လို့လည်းနေတာပါဥပမာ John Huss လို့ဆိုရင်ဘာသာပြန်တယ်အခါလေးရှင်လည်းမင်းရှုပ်ပြီးတော့မှအဲ့ဒီမိတိုင်ထဲမှာပုံဆုံးတဲ့အထိအတက်ထွက်လာတဲ့အထိမင်းရှုပ်ခါကြတယ် John Wycliffe ဆိုရင်ဒီတမန်ကျမ်းစာကိုပြန်တဲ့အတွက်ကြောင့်အတင်းတော်ကလည်းထုတ်ပယ်ခြင်းခါရတယ်တွေ့တမန်ဟာမနေတာပါမနေတာတော့အရေးကြီးတဲ့တမန်ကျမ်းစာဘုရားသခင်ကဘာဖြစ်လို့လူသားတွေကိုပေးပါလဲမပေးရင်မရဘူးလားမပေးရင်ရတယ်လို့ယူဆကြတယ်အဲ့ဒါဘယ်လိုယူဆလဲဆိုတော့ကျွန်တော်ယုံကြည်မှုအန်နေတဲ့ဝိညာဉ်လူသားတွေကဝိညာဉ်ဖြားနာခြင်းရှိတဲ့သူများအလုံးကတမန်ကျမ်းစာမရှိကောင်းပါပဲအဲ့ဒါဒါဝင်တမန်ကျမ်းစာနဲ့ဆန့်ကျင်တယ် evolution theory ဆန့်ကျင်တယ်နောက်ဆုံးသူရဲ့တက်ထွက်ကနေချိန်ခါမှာဤဖန်ဆင်းထားခြင်းအရာကိုကျွန်တော်အကုန်လုံးသိပါတက်ဆုံးပါဒီနေ့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်းဤတမန်ကျမ်းစာဒီနှုတ်ပတ်တော်ဖြစ်ပါလေနှုတ်ပတ်တော်ဆိုတာပါလေနှုတ်ပတ်တော်ဆိုတာဘုရားသခင်အာပတ်အောင်ပြောဆိုတွင်တင်နှလုံးသွင်းပြီးတော့မှခေါ်ဆောင်လာတဲ့သူရဲ့လူမျိုးတော်တွေသူကနာကြပြောတဲ့အချိန်ခါမှာနှုတ်ကပြည့်တော်ကောင်းစာပေအပြည့်တော်ကောင်းကိုကြည့်ရှိပါလေနှုတ်တဲ့စကားယပြိုဟင်းညာပရိုဖက်ညာလမ်းပြတော်ပုဂ္ဂိုလ်များမင်းကြီးမူမတ်များစာပေကျမ်းကန်တက်မြောက်သောစာရေးဆရာများအတီးတီးအစွာစွာကိုသူကခံထားတော်မူတဲ့ဒီနှုတ်တဲ့စကားကိုပူဆောင်ခဲ့ပါလေပူဆောင်ခဲ့ပါမြန်မာစကားနဲ့ပေါ်ပြမယ်ဆိုရင်အခရာတင်တဲ့နေ့အခရာတင်တဲ့ကာလအပိုင်းခြားဘယ်ရှိမှအခရာတင်ခဲ့တယ်မိုးဆက်လမ်းပြပုဂ္ဂိုလ်တော်ကြီးမိုးဆက်အချင်းခါတယ်အခရာတင်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့လူမျိုးတိုင်းဘာသာစကားတိုင်းတွေ့ထုံတန်းစကားရှိတဲ့အတိုင်းနှုတ်ထွက်စကားကြီးပြောဆိုတဲ့ရာဇဝင်စာသားတွေရှိပါတယ်။များရှိပါတယ်။ဒါပေမဲ့ရေးထားနိုင်တော့ဘာသာစကားများရဲ့နောက်ကျောင်း history ကိုလိုက်တဲ့ချိန်မှာအင်မတန်မှပေါ်လွင်တင်ရှားမရေးထားနိုင်တဲ့လူမျိုးရဲ့အကြောင်းကိုဆက်ပြီးတော့လေ့လာမယ်ဆိုရှင်ဘဝလူဒီဟာလူမတိမချအဲ့ဒါလည်းဆုံးတတ်တာပါပဲဒါကြောင့်ဘုရားခင်ရဲ့နှုတ်ကပတ်တော်ဆိုတာမရေးထားခင်ကလေးကအသက်ရှင်ရေးထားပြီးအခရာတင်ပြီးတော့ဗာလည်းပဲအသက်ရှင်အခရာတင်ပြီးတော့ဗာနောင်လာတတ်တော့နေတဲ့အချိန်ကာလအထိအသက်ရှင်ပါလေကျွန်တော်တို့စောစာပေလူမျိုးစုလူလည်းပေါ်ပြထားတယ်အလင်းမစာမရှိသည်ဆိုတဲ့အတိုင်းပဲလက်ခံကြတယ်ဒါကြောင့် library ဝင်တဲ့ချိန်တိုင်းစောဆိုင်ဝင်တဲ့ချိန်တိုင်းပြောရင်းဆိုပါတော့လေစာမျက်နှာရှောက်မွေနေခါကြမရှိစာပါခေါင်းရောက်ခဲ့ပါတော့စာပါအခန်းကြီးကြည့်တော့ဘာမှပြည့်စုံစာမရှိဘူးစာရေးပဲရှိ
ကျွန်တော်ပါဆိုဖြစ်တယ်အဲ့ဒီစာတွေကကျွန်တော်ရဲ့အမှုတွေပဲဖုံးလိုက်ပြီအဲ့တော့မတွေ့နေတာလည်းရှိဖုံးလိုက်ပြီဒါတော့ကျွန်တော်နောက်ဆုံးဖြစ်ရဆိုတော့အလိမ္မာစာမှာရှိသည်ဆိုတဲ့အတိုင်းပဲရှာမီးပြီးတော့အခုရတဲ့ဒါဖြစ်တယ်တွေ့တယ်ဖြစ်တယ်ကျွန်တော်အဲ့လူပတ်တော်ဟာဘုရားသခင်ကိုယ်တိုင်သူ့ရဲ့နှုတ်တော်ထဲကပေါ်ပြတွင်တင်ဆုံးမခဲ့တဲ့အစမတွေကဖန်ဆင်းထားတဲ့အကြောင်းများသူ့ရဲ့နှုတ်ပတ်တော်တိုင်းထားရှိတဲ့အကြောင်းရှောင်းခန်းကြီးတစ်အငယ်ဆက်လေးဒီမှာပေါ်ပြထားနောက်အဲ့ဒီနှုတ်ပတ်တော်ဟာခရစ်တော်ဖျားဖြစ်တယ်အဲ့ဒီခရစ်တော်ဖျားသူကိုယ်တိုင်လူသားလာခံတတိခံပြီးတော့မှအဲ့ဒီနှုတ်ပတ်တော်အသက်ရှင်ခြင်းဖြစ်ပါလေတန်ကြောင့်ဒီနေ့ဒီမရှော့ဘောဆရာကျွန်တော်ဘုရားကြီးရဲ့ပုံစံတော်စာနားလေဆိုဘုရားကြီးရဲ့နှုတ်ပတ်တော်တန်ပိုင်ညာဖြစ်တယ်ဆိုရင်ဒါကျွန်တော်တို့အမှန်ဆိုတော့ကျွန်တော်ဒီမှာဘုရားပြောပြီးတော့ဖျက်ရှိကိုထိုင်းနေကြတဲ့ညီကိုမမများအရောက်စီတဲ့ဟာသူ့ရဲ့တင်ခန်းစာအငယ်လေးပါအငယ်လေးဒီကျွန်တော်ဖျက်ရှိအခန်းကြီး၈အငယ်20ကနေအခန်းကြီး9အငယ်3အထိဆိုတဲ့အတိုင်းကျွန်တော်အခန်းငယ်လေးခုဖတ်တဲ့အတိုင်းပဲခရီးမဖြစ်တဲ့ညီကိုမောင်နှမများစစ်အားဝန်နေပြတ်တဲ့ရှိတော်တငယ်များမိတ်ဆွေများအားလုံးကကျွန်တော်တို့ကြည့်ပြီးတော့မှဘုရားရှင်ကြောင့်နားလေစေဖြစ်ပါလေကျွန်တော်တို့ကအခန်းငယ်လေးမှာဖြစ်ပါလေကိုရရှင်ဘုရားဟာနှုတ်ကပတ်တော်ရဲ့အစဖြစ်ပါလေနှုတ်ကပတ်တော်ကြီးအသက်ရှင်တော်တက်ဆိုင်ဖြစ်ပါလေကျွန်တော်ရှင်းအခန်းကြီးလေးငယ်စလေးကြောင့်ပေါ်ပြထားတယ်ငါမင်းတို့ရေတောက်တော်သူမူကားရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလို့ကိန်းပြီပေါ်ပြထားတောင်းကျွန်တော်ဒီမတမပင်ပါပြီးတော့မှအာချီအာနေပြည့်ချင်တာတာမန်စီများပေါ်ပြကြထားရဟာကိုတက်သွားရချင်တာမတောက်နိုင်လည်းနဲ့ရေကလည်း fresh ဖြစ်တဲ့ရေတစ်ခုအဲ့ဒါတောက်သုံးနေဆိုလို့ရှိရင်ဒီမှာတမဟောအားဖြစ်တယ်ဆိုပါလေပြီးခဲ့တဲ့ပတ်ရေနွေးဦးကျူတဲ့ချင်တာမှာစူပြီးသားကိုတခါတက်ပြီးတော့ရေထပ်ထည့်နေအကုန်လုံးတက်တွန်းပြီးတော့မှအစတယ်ကျူပါအဲ့ဒါအင်းသမတင်ခန်းစာရတင်ခန်းစာရဒါမှကျွန်တော်နှုတ်ပတ်တော်ကိုကျင့်ရခြင်းခြေဖြတ်ခြင်းကျွန်တော်နှုတ်သားမှာဖြစ်လာတယ်ပါလေနှုတ်ပတ်တော်ကိုကျင့်ရတယ်ဆိုတာသူ့ရဲ့တိကျုံရာနှုတ်ပတ်တော်မှာမွေးလျော်တော့ကျွန်တော်ပြန်လာဖတ်တဲ့မွေးလျော်တက်တာပါလေနှုတ်ပတ်တော်ကိုခြေဖြတ်တယ်ဆိုတာဆိုတော့ဦးဒီမှာရှိတဲ့အဟောင်းအဲ့ဒီမှာတတ်တဲ့မယ်ဆိုလို့ရှိရင်အစစ်ဖြစ်ပါလေ။ဒါကြောင့်လူသားဇာတိပဂတိထဲမှာရှိတဲ့ခန္ဓာကိုယ်ထဲမှာအဲ့နှုတ်ပတ်တော်ကြီးခေပြီးတော့မှကျွန်တော်ခန္ဓာကိုယ်ပြောင်းလဲသွားလို့ဖြစ်ပါလေ။ဆိုတော့အဲ့ဒီငကူတွေကလူသားဇာတိကလည်းပဲရှင်တန်နေတယ်။နှုတ်ပတ်တော်လည်းပဲဝင်လာအဲ့ဒီမှာဘလုံးစုပြီးတော့မှဟောလာတက်ပြုပြီးတော့မှဟောပြုတရားပြုပေါ့နော်ဒါတော့ကျွန်တော်မနေ့ညကစားပြီးတော့မှကျွန်တော်ရဲ့ဟိုတောက်လက်စားချစ်တဲ့ရေနွေးနှမျိုးအလက်ထစ်နှမျိုးပြီးတော့မှအဟောင်းထဲမှာပြန်ထည့်တဲ့မနေ့ကစားပြီးတော့မထည့်တော့အစားပြုပြတယ် Facebook ပတ်ပြီးရတယ်ဒီကစားရတယ်အဲ့ဒါကျွန်တော်တားလို့ကိုရရှိတော့ဒီထာဝရတက်ကိုရည်နှုတ်ပတ်တော်ဒီအလင်းဖြစ်ပါလေအလင်းဖြစ်ပါဟာကျွန်တော်မောင်ရဲ့ချိန်ခါမှာအလင်းရနေတယ်အလင်းလင်းနေတဲ့နေရာကိုမောင်လုံးမယ်ဒါနိုင်ငံတော်မြင်ရပဲလားဘလို့ပိတ်လိုက်ဘာလို့ချောက်လိုက်အဲ့ဒါဆိုရင်လုတ်ပင်ပါတဲ့အချိန်ခါမှာအဲ့ခါမှာညဖြစ်သွားတယ်တည်ရတော့အိတ်လေဝါကြရေကလည်းကောင်းစားတော့လည်းကောင်း15မိနစ်ခါလိုက်နော်နဲ့စစ်တွေကပြောင်းတော့ပါ fresh ဖြစ်သွားတာဒါကြောင့်ကျွန်တော်တို့
အလင်းနှုတ်ပတ်တော်အလင်းဖြစ်ပါလေကျွန်တော်တို့ခေါ်လုံးကကပုံလို့မနောအကားလို့ဆိုတာကျွန်တော်တို့ပြန်ပြီးနောက်ပိုင်းမှာတိတ်မပြောချင်ဘူးအဲ့ဒါအမှန်ပဲဘာလို့လဲပွဲလို့ဖြစ်စီအမောင်ဇလန်ကြီးအများကြီးတက်ထုတ်နေတယ်ဖြစ်လာဒါကြောင့်နှစ်ပေါင်း40 50မကြိုလာတဲ့ရွေးကျွန်တော်ကပုံလို့မနောင်လို့ဆိုတာမလို့ကြည့်ဘာဖြစ်လဲဆိုတော့အဲ့မနောင်တို့ကပုံတို့အဲ့ထဲမှာဒီအမောင်ဇလန်ကြီးကအများကြီးပါလာတဲ့အတွက်ကြောင့်နှစ်ပေါင်း50နောက်ပဲကြတော့အားလုံး Christianity ရဲ့ essence အဲ့ဒါပြောင်းဝင်ပြီးနောက်ပဲကြတော့တော့လူတော်ကိုဒါပေမဲ့ကျွန်တော်တို့မလူတော်ကိုဆိုနေပဲကျွန်တော်ကပြန်ပြီးတော့မှညှိနှိုင်းပြီးတော့မှအကောင်းဆုံးအဖြစ်ရဖို့အဲ့ဒါကြည့်တော့ဒီကြည့်တတ်ပါလေသူကြီးကောင်းမဲ့ကျွန်တော်တို့မိမိရဲ့ဘဝတက်တာထဲမှာပင်းပင်းကောင်ပေါင်နေတဲ့အချိန်ရှိတတ်ပါလေကျွန်တော်တို့အတက်တာမှာမကပါဘူးအခုကျွန်တော်တို့မြန်မာပြည်မှာဆိုရှင် Facebook ထဲမှာကြည့်တဲ့အချိန်မှာဒီကလာပတ်ဝန်းကျင်ကအမျိုးမျိုးပဲရေကြီးတာနဲ့ဆက်ပြီးတော့ရေကြီးတာနဲ့တိုက်ပွဲဖြစ်တာနဲ့ဆက်ပြီးတော့ဖြစ်နေတာနဲ့အခြားနိုင်ငံမှာရောက်ခါလဲ volcano eruption နဲ့ငလင်တိုက်ပါခြင်းနဲ့အမျိုးအတိဒုက္ခတွေပဲဒီမှာမှနှလုံးသားကြေပွေးပွေးဝန်နေစရာဆက်တဲ့ဖြစ်နေတယ်ဆိုတာသိရှိရတယ်အဲ့ဒါဟာဘာတင်ကြတာလဲဆိုတော့ပင်းအောင်မောင်နေတဲ့မင်းမောင်နေတဲ့အခြေအနေအတိဖြစ်နေတဲ့ဆိုင်တင်ကြတာဖြစ်ပါလေကျွန်တော်ဒီစက်တဲ့မှာကျွန်တော်ဖတ်ပြီးတော့ချိန်ခါမယ်လေအမောင်ကြီးဖြစ်ခဲ့ပါလေဒါကြောင့်အလင်းလိုအချင်းဖြစ်ပါလေအလင်းလိုပါမောင်မိုက်အတိဖြစ်နေတော့ကဘာဖြစ်တဲ့ကြောင့်မောင်မိုက်နေတော့ဣတိလလူမျိုးအထူးသဖြင့်နက်တလီခရိုင်နဲ့ဇေဘုလုံခရိုင်အထက်ကသူရဲ့အကြောင်းအမျိုးတော့လူဆောင်မှုများကြောင့်အဲ့ဒီဣတိလရဲ့ခရိုင်ကိုဟာရကြတယ်ရှိတော့ဘူးအမှန်အတိဖြစ်သွားတယ်ဒီနေ့လည်းပဲကျွန်တော်တို့ရဲ့အသက်တာဘေးပဲညာဘက်ချက်အပေါ်ပိုင်းခြေထောက်ပိုင်းနှလုံးဆိုင်ရာကျွန်တော်အသေးဆိုင်ရာကလေးစားဆိုင်ရာဒူးဆိုင်ရာတင်းနေရမှာဘာများကျွန်တော်တို့ကဆိုရင်ချင်းအဲ့ဒါမျိုးပေးနေပါတယ်တာဘေးပတ်ဝန်းကျင်ကလည်းကျွန်တော်တို့တခါတလေမမျော်လင့်ပဲနဲ့တိကျုံခံစားရတတ်တော့အတိစင်ကြီးကြီးများကဘာနာမှာဖြစ်ပေါ်တဲ့လူသားများစီမှာလည်းဖြစ်ပေါ်လာတတ်တဲ့အရာတွေဖြစ်ပါလေဆိုတာနားလေလိုက်အင်မတန်မှရှင်းသွားတယ်ဟုတ်ပါတိုင်းမကျလို့အဲ့ဒီဇေဘုလုံနဲ့နက်တလီဖြစ်ရည်မှာအလင်းကွေရောက်တွားတဲ့အခြေအနေရောက်တယ်ကပဲသူ့မှာရှိတဲ့ယူလီကိုတစ်ခါလေးပြောင်းရှိပြီးတော့မှနှင်ထုတ်ခါရတယ်အခုကျွန်တော်နိုင်ငံအတီးဒီမှာလည်းပဲအဲ့လိုပဲပြောင်းရှိခြင်း internet displaced person တို့ IDP တို့ခေါ်ရတာကျွန်တော်နားနေဒီတမကနိုင်ငံပြောင်းရှိခြင်းအဲ့ဒီအမှုကိတမချီမာဆိုတာပြီးပေါ်နေတယ်သူဒီကောင်းမဲ့အဲ့ဒီဒီမှာချမ်းစာကေရှာရပြောခဲ့အခန်းကြီးရှစ်အဆုံးပိုင်းနဲ့အခန်းကြီးကိုအဲ့မှာပေါ်ပြထားတဲ့ဆိုရင်ပြောင်းရွှေ့ခြင်းခံရတယ်ဒုက္ခိတခံစားရခြင်းကျန်လုံးထဲမှာတခါလေပိတ်အောင်မောင်ရခြင်းစင်ရခြင်းအဲ့ဒီမကောင်းယုတ်ခန္ဓာကိုပဲလည်းပဲပြင်းစခြင်းခံရတယ်အဲ့ဘာဖြစ်လို့အဲ့လိုခံရတယ်ဆိုတာပြန်လို့ပေါ်ကြတာအဲ့အခန်းကြီးချစ်အငယ်စိတ်ကိုထဲမှာအဲ့ဒီဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုပြထားတယ်နံပါတ်1ပါလေဆိုလို့ရှိရင်မန္တန်တက်စေ
တတ်တော့နန်းရေနောက်လိုက်ကြတယ်နံပါတ်1ဆုံးတို့နဲ့စီကကြရင်စီကူကြအဲ့ဒါကြောင့်ကျွန်တော်ပြင်းပြီးတော့မောင်နေခြင်းနှလုံးသားရဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးခံစားရခြင်းပြည့်စုံအပြည့်တစ်စေတတ်စရာမန္တန်တစ်စေတတ်စရာသူရဲ့နောက်စာဒမာနရဲ့ကြံစီခြင်းစကားပြေကိုပြမှာဆိုစာဒမာနရဲ့တွေးခေါ်များအဲ့ဒီဝိခြင်းကြိုးဝိခြင်းဝင်သွားခြင်းမြန်မာပြည်မှာရှိတော့ကျွန်တော်သူတို့ဖြစ်ချင်းမျိုးများဒီမန္တန်လက်လေးလို့ရှင်းလို့ခေါ်တယ်နောက်မြန်မာလိုလည်းမန္တန်လို့ခေါ်တယ်ရှားလို့လည်းပဲမန္တန်လို့ပဲခေါ်တယ်ဒါကြောင့်အဲ့လိုမျိုးအတွေးခေါ်တဲ့ကျွန်တော်ကမကိနေလို့ဖြစ်ပါလေခရီးဖြစ်ပြီးနောက်ပိုင်းမှာလည်းပဲမကိနေလို့ဖြစ်ပါလေခရီးတက်တာမှာလည်းပဲအဲ့လိုမျိုးမန္တန်တစ်စင်ဆုံးကွေတို့ရဲ့အတွေးခေါ်ချိုးကွေးတန်လိုက် magnetic area အဲ့ကနေကျွန်တော်အလုပ်ကိနေတယ်ဒါကြောင့်ကျွန်တော်နှစ်ပေါင်းဘလောက်ရာနဲ့ချီပြီးတော့မှတမိုင်းရာဇဝင်ကတော့ဖြစ်ရင် BC ခရစ်တော်ဖြစ်တော်မကတော့တင်ပြေးစရာခုတည်းရှိတယ်ဖယားနဲ့တွေ့တယ်အင်မတန်မှနောက်ကျနေဗျာရှင်းပြောမယ်ဆိုရုပ်ပတ်တော်နဲ့တွေ့တယ်နောက်ကျခဲ့တယ်ဗျာရုပ်ပတ်တော်နဲ့တွေ့တယ်နှစ်ပေါင်း100ကျော်ပဲရှိသေးတယ်ဗျာအင်ဂျင်လာလိုမျိုးလို့နှစ်ပေါင်းထောင်ချီပြီးတော့မှများတိခဲ့ရင်ဒီနေ့ကပါမှာဒီလိုမျိုးအခြေအနေရှိမှာကမှာတော့ဘူးတပြားချင်တက်ရှိတဲ့တဲ့ကြောင့်နှစ်ပေါင်းတချို့တရားကျော်တချို့ကတရားဟောဝင်ကြည့်တချို့က50ဒါတော့မှအခုတော်လေးကိုထွန်းထွန်းပေါက်ဖြစ်လာတဲ့အားစားသမားများ model boy girl လူငန်းရှင်ကြီးများဒီခေတ်တူကြီးများပေါ်ပေါက်လာတယ်ဗျာအသက်ရှင်နေဗျာဒီတဲ့ကြောင့်ဘဒုကမှဆွေးဆုပ်မထားနိုင်ရဲ့ဘုရားရှင်ရဲ့တက်ရှင်ချင်းအဲ့ဒါကိုရရှိပြီးနောက်ပိုင်းမှာပြောင်းလဲလာတဲ့ဟာဒီနေ့ကျွန်တော်တို့မိမိရဲ့ဇာတိဘုရားပြန်ကြတယ်ဗျာအချိန်ရတဲ့အချိန်ခါမှာတော့ကြည့်မိမိရဲ့ငွေရဲ့ဇာတိနဲ့တော့ကြည့်တယ်ခေါ်လို့ကနတ်စာဘဝလုံးကနေခဲ့တဲ့ရွာလေးမြို့ကြီးတော့ကြည့်ကြဘာမှမသိဘူးနှုံရှာလို့ခေါ်တဲ့ညောင်ပင်စိုက်ထားတဲ့အရာတွေပဲတွေ့ဒီပူဇော်တဲ့နားနဲ့ကျွဲဒီဝက်ပြီးတတ်တဲ့တိုင်ဒါပဲတွေ့တချို့ကဒုံဖုလို့ခေါ်တဲ့အချင်းမျိုးပမာဏဘာပေါ်လဲပြီးမှုပိလာအချီကြီးအဲ့ဒါညောင်ပင်တစ်မျိုးအဲ့ဒါစိုက်ထားပြီးတော့မှနွားတက်ကျွဲတက်အဲ့ဒါပြန်ပြီးတော့ပေါက်လာအဖက်ဒါပဲရှိတယ်တမန်ရဒါပဲကြဒါကြောင့်စုံအာယုပြုတ်ပြီးတော့မှရှေ့ရဲ့လမ်းလျှောက်ခိုင်းတာလို့တခါလေအောင်မြင်မဲ့ခရီးရှေ့ကိုသွားမယ်ဆိုလို့ရှိရင်အဖို့ပါကြရဲ့နတ်ဝိညာဉ်နာကိုတခါလေခေါ်ပြီးတော့သွားတယ်လို့ဒါကြိုင်တာလို့ဟောကြရှေ့လမ်းလျှောက်တာလို့အဲ့ဒါလွဲမှားတော့ယူဆဒါကြောင့်ကျွန်တော်တို့ဟာတမန်ဆက်ဆက်မှာပေါ်ပြတဲ့အတိုင်းမန္တန်ဆရာများတစ်စေဆရာများဝင်ခြင်းနဲ့စုံပိုးခြင်းအရာများကြောင့်အတိဒုက္ခရောက်ခြင်းဖြစ်ပါလေဒီနေ့ကျွန်တော်အဲ့ဒါမရှိတော့ဒါပေမဲ့တက္ကသိုလ်များရောက်လာတဲ့ချိန်ခါမှာဒီအတွေ့အခေါ်နဲ့ရှင်သူယူမာဖြစ်တဲ့တမန်ကျမ်းစာအခြေပေါ်မှာပြုထားတဲ့ယုံကြည်ခြင်းအရာများကိုတခါလေချုနေချုတဲ့အာနေစီချိနေစီတဲ့ဟာများရှိတချို့စာရေးဖတ်တဲ့ချိန်မှာအဲ့ဒီဖတ်တဲ့ချိန်မှာဒီခါလေးမျိုးတက်လိုက်တော့မှကြောက်ဝင်ခံကိုရောက်သွားတယ်လို့အဲ့ဒါပိတ်ပြီးတော့လမ်းလျှောက်ကြတော့ဒီမှာမင်းအီမတာလေးကြက်ခဲ့တယ်များရှိဒါပေမဲ့နှုတ်ပတ်တော့ဖတ်တဲ့ချိန်မှာချူလိုက်တာဒီမှာချူလိုက်တာဖတ်တဲ့ချိန်မှာဒီစာပိုက်တော့ကျွန်တော်တက်တက်ပုံပြတယ်လို့ပဲဒါမှမပတ်တော့ဘာပွဲတွေကနှလုံး
ဆက်တာဖတ်အားငယ်နဲ့ဆက်တာဖတ်ဒါကြောင့်တမန်ကျမ်းစာကြီးဗျာဒိတ်ထဲမှာဆိုတာနှုတ်ပတ်တော်ဆိုတာကြားခါစအင်မတန်မှခါဒီတဲ့ရှင်နာရွက်လိုပဲရှင်နာရွက်ဆိုတာဒါကချင်တို့ပေါ်ပြရင်တော့လရှိနာလာလူခေါ်လရှိနာလာအဲ့ဒါခါတဲ့အတိုင်းပဲဒါနဲ့ကြားလေးလေးဝမ်းလေးလေးကြားလေးလေးနှုတ်ပတ်တော်ကအချို့ဆုံးဖြစ်လာတယ်အစတော့မိမိရဲ့လူသားစာတိစိတ်အနေနဲ့ဆက်ကျင်ပဲဖြစ်တယ်ဒါပေမဲ့ဖတ်လာတဲ့ချိန်ကမှပြောင်းလဲပြီးတော့မှအင်တာမတ်ချုံနေတဲ့အရတာတို့ကပေါ်စားပြီးတော့မှတိဆောက်ခဲ့တဲ့တမန်ကျမ်းစာဖြစ်တယ်ဆိုတာသိရှိနားလည်ကြပါတယ်ဒါကြောင့်ကျွန်တော်တို့ခေယခေစစ်မကြော်လွှမ်းနိုင်လောက်အောင်ခံစားမှုရှိနေပါလားဖြစ်စေဖြစ်တော့ပြတဲ့ပြုလို့ဖြစ်ပါတယ်တမန်ကျမ်းစာနဲ့ပြီးတော့မှငွေလျောပြီးတော့မှတူဝင်ချင်းကပ်ပြီးတော့မှအဖြစ်ဖြစ်ကြလို့ဖြစ်ပါတယ်အဲ့ချိန်မှာပင်းပင်းအောင်မောင်မြတ်တဲ့အရာနဲ့အားလုံးကတိုင်းမိုင်းနဲ့ဖြုတ်ပြတတ်တဲ့ဟိုးပြီးတော့မှအာကြီးစွာနဲ့ဖြေရှားခြင်းကိုကျွန်တော်စုပြီးလာခံစားဖြစ်ပါတယ်ဆိုတာပေါ်ပြခြင်းဖြစ်ပါတယ်ဒီမှာသစ္စာအားပြရတယ်ခန္တီတော်ဆုံးသုံးမှာအလင်းရဲ့အကျိုးတရားမှုဟာဘာလို့ဖြစ်ပေါ်နေလဲဆိုတဲ့ချက်သိရှိရပါတယ်တနည်းအားဖြင့်ပေါ်ပြမယ်ဆိုလို့ရှိရင်အဲ့ဒီအလင်းဟာကျွန်တော်တို့ရဲ့ဟုတ်မျောလင်းခြင်းအရာကိုဖြစ်ပေါ်ရှိပါတယ်ဒီခါလေးကျွန်တော်တို့မိုးစက်တဲ့ရွာတဲ့ချိန်ကမှာမနေ့ပန်ပါဖို့မလဲညနေပါဖို့မလဲဒီဘက်ခါပါဖို့မလဲဆိုတာကြည်စင်ရတတ်ရှိကြင်ထားတာရှိဒါပေမဲ့မိုးစက်ပြီးတော့ရွာနေအောင်ကမထွက်ဘူးလားဆိုရင်မိတာပဲအဲ့တော့နီးရှိတဲ့နေရာမှာတော့အိုင်ဝမ်အဲ့ဒါအချောက်ညံတော့ကိုကြနီးမရှိတဲ့နေရာမှာကျတော့တခါလဲချင်းဒီမီးဝါချင်းဒီတုံးပြီးတော့မှနန်းနန်းလောင်စီပြီးတော့မှအဲ့ဒါကင်းပြီးတော့မှပါလေတိုက်အဲ့လိုမျိုးတော့နော်ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာစစ်ပြည့်ခြင်းစူးစွတ်နေခြင်းမဖြစ်တဲ့အရာများဖြစ်နေခြင်းအရာအားလုံးပါကျွန်တော်ကကိုယ်ကိုယ်ကြီးဘုရားကလွယ်ရည်မိမိဟာမိမိပါမယုံကြနိုင်ပါမယုံကြနိုင်ပါခရစ်တော်ဘုရားနှုတ်ပတ်တော်အပြင်ဒါလည်းယုံကြနိုင်တယ်ပင်ပန်းကြီးစွာခြင်းရှိတဲ့ယုံကြခြင်းမှုကလည်းကျွန်တော်ပေါ်ပန်းသွားပြီးလွမြောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့တမန်ကျမ်းစာကိုဖားပြီးတော့မှစစ်တဲ့ဝန်နေတဲ့အကြောင်းအရာများကိုကြော်လွှားနေတော့ပုဂ္ဂိုလ်တို့ကြီးဟာများရှိပါတယ်ကျွန်တော်တို့နဲ့အနည်းဆုံးပေါ်ပြမယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုပေါ်ပြရမလဲဆိုတော့ဒေါက်တာတော်ကကျဆန်ဖြစ်ပါတယ်သူရဲ့ဒီရခိုင်ပြည်ခရီးသွားတဲ့အချိန်ကမှာသူရဲ့ဟောတာတဲ့ဇနီးတွေဆုံးသွားနောက်မိကမရှိတဲ့သူရဲ့မိခင်ဖခင်မကြခင်မှာပဲဆုံးသွားတဲ့အကြောင်းကိုကြားအဲ့ဒီနောက်ပိုင်းမှာသူရဲ့တမီးကလည်းဆုံးသွားတယ်ကြံတဲ့တင်ကြတော့ကျွန်တော်များမသိဘူးအဲ့ဒီစက်နဲ့သူရဲ့တမီးဆုံးသွားတဲ့နေရာဂျိုက်ကမီလောက်ထားတယ်ညာ1998ဒီဇင်ဘာမှာမော်လမြိုင်ကိုကျွန်တော်အင်တာနက်သွားတဲ့အချိန်ကမှာဆိုတော့သူရဲ့စစ်ပြချင်းသူရဲ့အတိဒုက္ခပြရခြင်းစစ်စင်ရခြင်းဟာမခံမရနိုင်တော့အောင်ဖြစ်သွားတယ်မော်လမြိုင်ပြန်လို့မရောက်နိုင်တော့တခါလေစီတီပထူနာတွေမှာသွားပြီးတော့မှဟောကြားညက်ဒီကြားညက်ဟောကြောက်ကြုံဒီစီတီပထူကြားခြင်းမှာဒူထောင်းပြီးတော့မှဖျားပြီးစုတော့အဲ့ဒါလည်းပြန်မထက်ပဲနဲ့တခါလေတိုးမှာဖျားကြည့်ပြီးတော့မှဘဝဆုံးတော့ကလားစဉ်းစားကြည့်ဒီလိုပဲစစ်ပြဝန်နေပြီးတော့မှအချင်းကုန်ဆုံးပုံဖြောအောင်လုပ်မယ်ဆိုလို့ရှိရင်တိတ်ကျရှိမှာပေါ့ဒါကြောင့်လုပ်ဆရာရှိတဲ့လုပ်ငန်းများကိုဆက်လက်ပြီးတော့မှလုပ်ဆောင်ပါမယ်ဆုတောင်းပြီးတော့မှတမန်ကျမ်းစာဘာသာပြန်ခြင်းကိုသူအဆုံးမတတ်တော့ဝစားဆုံးဖြတ်တခါလဲမော်လမြိုင်ပြန်ပြီးတော့မှအဆုံးတတ်ခဲ့ပါလေအဲ့ဒီအဆုံးတတ်ပြီးတော့မှကျွန်တော်ပုံတိတ်တဲ့နေရာ
အခုဆရာဝါရှင်တန်မြင်းရှိတဲ့မော်လမြိုင်ဘုရားကျောင်းနားမှာရှိတဲ့ပုံနှိမ့်တဲ့ဆောင်အဟောင်းရှိပါတယ်အဲ့မှာပုံနှိမ့်တာဖြစ်ပါတယ်ကျွန်တော်တို့ကချင်လူမျိုးများရဲ့ဓမ္မကျမ်းစာအဲ့ဒါကိုကျွန်တော်တို့လိုက်နာဒီဖြစ်စေမလိုက်နာဒီဖြစ်စေဘာမှမဆုံးဖတ်ပါဘာကြောင့်စာပေကဏ္ဍကိုတီထွေကြတယ်တမန်ကျမ်းစာကိုပွင့်လင်းစွာနားလည်စေနိုင်ဖို့တီထွေပေးခြင်းဖြစ်တဲ့ဆုတောင်းရမှာတီထွေခြင်းဖြစ်တဲ့အတွက်ကြောင့်မလိုက်နာတဲ့ခင်ကလေးကဖတ်ခြင်းကစားရမှာမင်္ဂလာရှိဒီနေ့ British Commonwealth ကိုခေါ်တဲ့နေမဝင်နိုင်ငံတို့တမိုင်းထဲမှာကျွန်တော်တင်ကြတာစောင်းပွဲအောင်ပြေကြ King James သူရဲ့အမိန့်တော်ဒီတမန်ကျမ်းစာဟာငါ့ရဲ့ဘာယာတကဘာလုံးမှာဖတ်ဖို့ရဖြစ်ပါလေဆိုင်ထူလိုက်သူတော့မဖတ်သေးဘူးမုံမရစာများလည်းမဖတ်သေးဘူးဒီနေ့လည်းအင်္ဂလန်ပြည်သားလည်းအားလုံးဖတ်ဘူးဒါပေမဲ့ King James ရဲ့ဂန်တူညောင်းအမင်းတော်ဆိုင်ထူချမှတဲ့ကျေးဇူးတော်ဟာတက်ခရစ်တော်တို့ကြချင်းကြွလာတဲ့အချိန်ထိစာအုပ်နဲ့ Commonwealth British Commonwealth စာအုပ်တကဘာလုံးမှာရှိတဲ့ဥစ္စာတနာမြတ်တော်များများတွေ့တဲ့ဒီမှာဥဆောင်နေခဲ့အခုဥမဆောင်တော့ပဲနဲ့ကောင်းကြီးမင်္ဂလာခံစားရခြင်းရဲ့တွေ့ရဲ့ဘယ်ပြည့်စုံနေရှိပါလဲပြည့်စုံနေရှိပါတောင်းချင်လို့တက်တာမလိုက်နာတဲ့နေမစဲဖတ်တဲ့အချိန်ကနေစပြီးတော့ကျေးဇူးမင်္ဂလာအစပြုပြီးဘာကြောင့်လဲအသက်ရှင်တဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့်ထူးခြားပါတယ်ထူးခြားတယ်ကျွန်တော်လေရဲမှုနဲ့ဘာသာပြန်ပြီး1926ဩဂတ်လပါရပြန်ပြီးနောက်ပိုင်းနောက်ခံဒေါက်တာစီဂရစ်ရဲ့ဆေးရုံကျွန်တော်ဒီဝါတာထဲမှာတမန်ကျမ်းစာမှာပြန်တဲ့အခုတော့ဆေးရုံကပိုင်သွားပြီလားဆေးရုံမပိုင်ခင်ကျွန်တော်ဒေါက်တာစဝဲကျော်ရဲ့ဆရာတော်စင်မားတော်ရဲ့ကျွန်တော်ရဲ့နောက်တဲ့9ယောက်ဒီမှာတော့ဆူတောင်းကြကောမကိုင်လို့ခေါ်တယ်အဲ့မှာပြန်ပြီးနောက်ပိုင်းကျွန်တော်ဒီလက်ရည်မှုကိုဘယ်သူလဲထဲမှာအတလေဆိုလို့ရှိရင်ဗမာပြည်မှာရှိတဲ့ချင်းမျိုးများထဲမှာပထမအဆုံးတော့တေဟုတ်ဆရာတော်ကြီးရှင်ညချင်းညာပါစတာကြီးရောင်းစားတမောင်တော်ကချင်းဆရာတော်တိတ်ကတော့ရဆရာတော်ဦးတမောင်တော်လက်ထဲကိုကျွန်တော်1929မတ်လ29ည9ပြည့်ခဲ့ဘာသာပြန်တဲ့ချိန်မှာတော်တော်များဘာသာဝိုင်းလို့ပြန်ကြတယ်နောက်ဆုံးကိုညီခဲ့တာဆရာတော်ကြီးပြတင်ဖြစ်ပါတယ်ဆရာတော်ရဲ့အဖို့ဖြစ်ပါတယ်ဒါကြောင့်လို့ဒီဘာသာပြန်တဲ့ချိန်ကမှာခခုနလိုမုန်ကားလို့ချင်းလို့ခေါ်တဲ့မစ္စနာတက်ပိုင်းတုံးတဲ့စကားလေယူလေတင်းဘုံမောခဲမှာတုံးတဲ့စကားလေယူလေတင်းရှမ်းပြည်ခွေမှာတုံးတဲ့ကချင်စကားလေယူလေတင်းအဲ့ဒါအားလုံးကိုခြုံငုံပြီးတော့မှတမန်ကျမ်းမှာဖြစ်တာလေ။တောင်းတမန်ကျမ်းစာထဲမှာခခုစကားလည်းပါတယ်၊ဘုံမောစကားလည်းပါတယ်၊ရှမ်းပြည်စကားလည်းပါတယ်။ဒေါက်တာမရိလာကျောင်းဦးဆောင်ပြီးတော့မှအဲ့ဒါကိုကျွန်တော်တို့အင်္ဂဒေဆိုတဲ့ကချင်မျိုးပြီးလို့ထည့်ပြီလေဆိုတဲ့ဟာနမန်ဆိုတဲ့ဘယ်လိုကချင်မျိုးပြန်ထည့်ပြီလေဆိုတဲ့ဟာလီလာဆိုတဲ့ဟာကိုဘယ်လိုထည့်ပြီလေအဲ့ဒါကိုပြင်ဆင်ပြီးတောင်းကျွန်တော်တို့အတက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပတ်ရဲ့အတက်တာမှာဟုတ်မျိုးလင့်စရာရှိစေနိုင်တဲ့ဘုရားရှင်ရဲ့နှုတ်ပတ်တော်ဖြစ်ပါလေ။ဒါကြောင့်ဒီဣတိလလူမျိုးများနတ်တလီခရိုင်နဲ့ကျွန်တော်တို့ဒီဇက်ဘလုံခရိုင်မှာရှိတဲ့သူ့ရဲ့လူမျိုးတော်များအတွက်တူပါပေါ်ပြထားလေဆိုဒုက္ခဆင်းရဲထဲမှာနေရတော်တယ်ပဲပြန်လေလူကြီးဖြစ်တဲ့အကြောင်း
ကြီးစွာသောအလင်းကိုမြင်ကြမယ့်အကြောင်းအဲ့ဒါအခန်းကြီးကိုအငယ်1နှစ်ထဲမှာဖော်ပြထားပါတယ်တင်ကြီးရဲ့အရေးထဲမှာရောက်သွားလို့ရှိခဲ့ကြပဲနဲ့မျောလင့်စရာအကြောင်းဖြစ်လာတယ်ဖြစ်တဲ့အတွက်ကြောင့်ဤနှုတ်ကပတ်တော်ကိုဆွေးနွေးဆိုတာဆုံးကဝေသူရဲ့ကြံစီခြင်းအမောင်ရဲ့လမ်းစဉ်ကိုကြံစီခြင်းအဲ့ဒီကနေပြန်ကြည့်ကြပါနှုတ်ပတ်တော်အလင်းအောက်မှာတက်ရှိကြပါဆိုပြီးတော့မှဒီခန်းကြီးကိုအငယ်နှစ်အထိပေါ်ပြထားခြင်းဖြစ်ပါတယ်။နောက်အငယ်3မှာကြတော့ဗာလေဆိုတော့အမျိုးသားတို့ကိုများများစေမည်အမလေးအခုနောက်ပိုင်းသာ21ရာစုရောက်တဲ့ထင်ခါတမန်တော်ကပြင်မှုလူတွေဖြစ်လာအမျိုးသားများကိုများပြားစေခြင်းအမျိုးတင်ပါဘူးလားအဲ့ဒါဖြစ်ရတဲ့ပါစဉ်းစားကြတော့မှတမန်တော်ဟာမျက်နှာလိုက်ကြလားပေါ့နော်ကျတို့မြန်မာနိုင်ငံတော်ဒီချင်းအမျိုးသားဒီချင်းဆိုတာပါတယ်အဲ့မှာအမျိုးသမီးဒီချင်းကိုခေါ်တာအမျိုးသားနိုင်ငံတော်အမျိုးသားဒီချင်းဆိုတာနဲ့အမျိုးသမီးရောအမျိုးသားရောအားလုံးပါပြီ။ဒါကြောင့်ဒီခန်းကြီးကိုအငယ်3မှာလည်းပဲအမျိုးသားတို့ကိုများများချင်တာအားလုံးပါတယ်။တွေ့dictionary commentary ထဲမှာတွေ့လူမျိုးတော်လို့ပြချင်ဖြစ်ပါလေ။ပေါ်ပြတာဖြစ်ပါလေ။ဒါကြောင့် Moses ခေတ်ကလည်းအခုထိအမျိုးသားများလူမျိုးတော်များလို့သူခေါ်ဆိုခြင်းဟာအင်မတန်မှအရေးကြီးတဲ့တွေးခေါ်ချက်ဖြစ်ပါလေ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့အမောင်ထဲမှာနေရပေမဲ့အလင်းကိုကျွန်တော်ဟုတ်ရရှိနေတော့အတက်တာဖြစ်ပေါ်စေတဲ့နှုတ်ပတ်တော်ဖြစ်တယ်ဆိုတာတာတီဝီနိဗ္ဗာန်တော်သူကတမန်ကျမ်းစာထဲမှာသူကဓာမင်းနဲ့ဝေးတမန်ကျမ်းစာကိုပြတယ်ဘယ်လိုအပလိုက်လဲခက်တာတော့ဖြစ်လာခဲ့တဲ့ဟာကိုဘဝအကြောင်းသင်ခန်းစာအနည်းဆုံးတာပဲရှိတယ်မိချနာမှာအခုဗျာဒိခေါ်တော်မချင်းခံခဲ့ရပြီးဖြစ်တဲ့ဆရာကြီးတထောက်ကတော့ရှမ်းပြည်မှာနှစ်ပေါင်း50လောက်မှုတော်ဆောင်ခဲ့ကချင်ပြည်နယ်ဟိုတော့မစ္စတာကိုမပြောင်းခင်ရှမ်းပြည်မှာမှုတော်ဆောင်တွေကတော်တော်ကချင်ပြည်နယ်မှာမှုတော်ဆောင်တွေကတော်တော်ကချင်ပြည်ရဲ့ရွာအိမ်ဝင်သွားပြီဆိုလို့ရှိရင်ဘာမှမဆုံးသူတခါလေဓာတ်ပါတယ်ဓာတ်ပေါင်းလို့အိမ်ကကြက်ဆုံးဓာတ်အဲ့ဒါရှာပြီးတော့မှတခါလေမတင်းပေါက်လိုက်ဖောက်အင်းတို့အင်းသားများကြိုက်မကြိုက်လာမလာသူတို့ပြန်လာရင်ဒီမှာပေါ့တာဖြစ်သူဘောတူရတယ်ဘာမှဆုံးမဆိုရသူဆိုလို့ပြဆရာဝန်ထုတ်ကပါသူချင်းကြီးရဲ့အိမ်ကိုဒီပေါ့လိုက်ပေါ့တဲ့ဆရာကြီးဖြစ်ပါလေဒုတိယကလေကားထောင်ထားတဲ့ကိုထောင်ထားတဲ့ဟာကိုအများကြီးသူကတခါလဲလှမ်းပြီးတော့ပစ်လိုက်အမြန်ဆုံးဝါးတွေပြပြန်ယူပြီးတော့မှအဲ့မှာအတန်းတွေပါလေထေးပြီးတော့မှဝချမ်းဒီတခါလဲအစင်ပြေလုပ်ပြီးတော့မှမိနစ်30ခန့်နဲ့အပြီးလုပ်ပြီးတော့မှကောင်းချောမုံတက်ဘူးရပြင်စီတတ်တဲ့ဆက်ဖြစ်ပါလေအဲ့ဒါလေးပဲနှုတ်ပတ်တော်နှလုံးပိုက်ပြီးတော့မှဧဝံဂေလိတရားဟောကြားပြီးလူ့ဘဝရဲ့အတက်တာ social life ပြောင်းလဲစေဖို့ရန်ဦးဆောင်ခဲ့တော့ဆရာတော်ကြီးတစ်ပါးရဲ့အကြောင်းတရားဖြစ်ပါလေဒီနေ့ကျွန်တော်တို့ပဒင်းပေါက်ထောက်တိုက်ပြီးအင်းဆောင်လေကားကောင်းလေးပြင်ဆင်တတ်ပြီးအဲ့ဒါကျွန်တော်မမြင်ခဲ့ဘူးကျွန်တော်လည်းမမြင်ခဲ့ဘူးကျွန်တော်ဖခင်မြင်ခဲ့တယ်ကျွန်တော်ဖခင်ဟာဆရာဦးထောကရဲ့တမန်ကျမ်းစာကိုလေထဲမှာထဲပြီးတော့ကြောင်းပိတ်နေချင်းကမှာအမြဲလိုက်ပြီးဟိုသူ့ရဲ့ခိုက်ပေါ်ခဲ့ကျောင်းသားတွေကလူပြောတယ်ဘာမှမပြောဘူးနောက်လိုက်ဟုတ်ကဲ့ရောက်လာတဲ့ချိန်က
ရှားစိတ်တော့ဒီလိုတော့တည်တာကြားပြီတားလေဘယ်လိုပါခေါ်နေတော့မတည်ဘူးသူကပြောလဲမေးတတ်ဟုတ်ပါတယ်ဘယ်လိုရှာဖြစ်ပါတယ်သူကတကအခုလို့ခေါ်တယ်အခုလို့ခေါ်မလို့တာလေဩကျွန်တော်မွန်စီကဦးမရန်လာအောင်ခမေတာဖြစ်ပါတယ်ငါတိမြေအကေဟာငါရဲ့ဒီအေဝီကလေးတွားတဲ့ချိန်ကမှာတမန်ဆန်းစာတွေလွယ်ပြီးတော့မှကိုညီတဲ့ဒီပဲကျန်းစာရောက်နေတော့ကြောင်းရောက်တဲ့ချိန်အဲ့လိုပြပြတာကြောင့်ကျွန်တော်တို့ကိုရှမ်းပြည်မှာမတည်တယ်လို့မရှိဘူးကချင်ပြည်နယ်မှာမတည်တယ်လို့မရှိဘူး social structure အလုံးပြောင်းလဲတယ်အမောင်ထဲမှာအတိရှိနေတဲ့ဘယ်လိုဖွင့်လို့ရှိနေလို့မကောင်းဘူးဆိုတဲ့အချိန်မျိုးများတွေ့ဖို့ပြောင်းလဲစေတယ်ကြာစီဖြစ်ပါတယ်လေကောင်းတဲ့ဝန်တဲ့ချိန်ခါမှာကျမ်းမာလေဆိုတာအတွေ့ကိုပြောင်းလဲပေးတဲ့ဆရာတော်ကြီးဖြစ်ပါတယ်ဒါဆရာတော်ကြီးများကြောင့်တက်ခါမှာဆိုမကုံမဆုံးနိုင်ဘူးဒါတော့အလုံးကြည့်တဲ့အတွက်ကြောင့်သူ့ကိုပဲရွေးချယ်ဖြစ်ပါတယ်တချို့ဆရာများကြီးများကိုပြောမယ်ဆိုရင်ချမ်းသာတည်တယ်ချီးပြီးမှတည်ချီးပြီးမှတည်ချမ်းပြီးမှမတည်ဘုံဘုံမှမတည်ဘူးလို့ဖြစ်တာသူ့လိုအာလုံးတိဒါသူ့ကိုပြီးပြီးပြောဖြစ်ပါတယ်ဝမ်းမြောက်ခြင်းကိုတူးပွားစေပါမယ်ရှေ့တော်နဲ့ဝမ်းမြောက်ကြပါမယ်တပတ်ဆိုလဲဆိုတော့လောကမှာတက်ရှိခြင်းခါမှာဝမ်းမြောက်ခြင်းတူပွားဆိုတာအော်မင်းဆိုတာခံစားစေဒီမှာစစဖြစ်ပါတယ်တာဒီမကဘူးရှေ့တော်နဲ့ဝမ်းမြောက်ကြပြီဒီနေ့ဝမ်းမြောက်လို့ဒီမနေ့ကဝမ်းမြောက်ခေတ္တဒုတိယကျင်းကြွလာချင်ပါလေဝမ်းမြောက်ဒီနေ့ဝမ်းမြောက်မေ့ချင်မရဘူးတဲ့အဲဝမ်းနေပူဆွေးခြင်းတခါလေတိတော့ခါရောက်တဲ့ချိန်မှာတက်ထွက်သွားမယ်ခေါ်မှတက်တဲ့တနာခမလို့ပါတခါလုံးဟာအခုချိန်ကငါရဲ့ practice ဆိုအင်တော်ထဲမှာသူကရောက်တယ်တက်ဆိုလိုက်ဘူးလားတောင်ကြောင့်ယခုပြန်ကြည့်နှုတ်ကပတ်တော်မှာမွေးကျော်ပြီးတော့မှအချင်းနိုင်နဲ့ညဆုတော်မှာတူဝင်ချင်းကပ်ပြီးတော့တက်ချင်ကြပါဆိုတာနှုတ်ကပတ်တော်အဲ့ဒါမယုံလေးမနဲ့တခါလေကျွန်တော်ဖျားကြည့်ဝမ်းမြောက်ခြင်းဟာအီမာစပြီးတော့မှဖျားကြည့်ရှေ့တော်မှာဝမ်းမြောက်စေဘူးအဲ့မှာကျွန်တော်ခံစားရမှာဖြစ်ပါလေဆိုပြီးတော့မှနည်းနည်းဆိုတော့ပြထားခြင်းဖြစ်ပါလေဆက်ပြီးတော့မှဒီနှုတ်ပတ်တော်ကိုမွေးရောပြီးတော့မှစုံကွယ်နတ်ပစ္စည်းအမျိုး first teaching အဲ့ဒါနဲ့ပြန်လာပြီးတော့မှဘယ်လိုသိကြမယ်ဆိုလို့ရှိရင်ဂုံအတ္တရေတော်နဲ့ပြည့်စုံစေဖို့ရအကြောင်းပြောရင်းစရာဖြစ်စေမယ်အခန်းကြီးကိုအငယ်တစ်ထဲမှာပါဆိုထားတယ်အဲ့လိုဂုံအတ္တရေကြီးပွားလာဖြစ်ပါလေအဲ့ဒါကျွန်တော်တို့ချမ်းစကားတော့တစ်ခေါက်နည်းနည်းမှတ်မိကြတဲ့ဥပမာကျွန်တော်ပါဝင်ဟဲ့လားဘုလုံးမဆိုရင်ကုံမရှိဘူးကျွန်တော်စက်တည်မရှိဘူးစက်တည်မရှိကလေးမူပြီးဆိုလို့ရှိရင်ခံကလေးချင်းခေါမရောက်ငါချင်းအဲ့လိုပြောရတယ်ခလေးကအမှုတိတ်သွားကျွန်တော်ခံကလေးချင်းဆိုတာအချမ်းစကားပဲခံဆိုတာကချင်းကလေးချင်းဆိုတာကပါလေဆိုတော့ပြောအချင်းရတော့ခက်တယ်တော့ဒီနေ့စကားဖြစ်တယ်ကလေးချင်းမကြမ်းဘောဘုံကနေမနိုင်ရတော့ဘုံကဂျန်နိုဝမ်ဂျန်နိုမရှာစတဲ့မရှာစတဲ့အေးရဲဆိုင်ကချင်လူဘာပြောဆိုရှာတော့ကပြောတဲ့စကားအဖြတ်အရှင်အပရအပရမကအရှင်တဲ့ဂျန်နိုစက်တည်မရှိဘူးမနာမျိုးမရဘူးစက်တည်မရှိဘူးဒါကိုရမ်းကဒီထားတဲ့မှာလည်းသူ့မှာခဲကောင်းတော့ကောင်းတော့လည်းမနိုင်တဲ့စက်တည်မရှိthat is not oh ဒီနေ့ညအချင်းရှိတုံး
လုံလာဆိုင်ဆိုတဲ့ဒါလည်းဒီကကမ္ဘာတောင်းတဲ့အတွက်တော့ Facebook ကိုဒီကကြည့်ပြီးတော့မှဟိုကရယူချင်တဲ့ဒီတဲ့ပုတ်အဲ့ဒါကိုဖတ်ချင်တယ်ဖတ်ချင်တဲ့ကျွန်တော်အဲ့ဒါလည်းရိုက်ထားချင်တယ်ထားရိုက်ကြည့်ပြီးတော့အဲ့ဒါဆိုတော့တော့ကိုတက်ဖို့ကျတယ်ဟိုပုံကျတော့ကျွန်တော်တခါကြည့်စတားလည်းမရိုက်ဘူးလည်းမနေလည်းတခါလည်းရိုက်တယ်ကိုတခါလည်းကြည့်တို့တော့မှကျွန်တော်တို့ရှေ့မှာကျွန်တော်ချက်တည်မရှိဖြစ်အဲ့ဒါဆိုတာကိုမရှိဘူးဒါကြောင့်အဲ့လိုမျိုးသူများရှိမှရဲစဲဖြစ်နေတဲ့ကျွန်တော်ဟာယဉ်ကျေးမှုရရှိနေအောင်ဆိုတော့ဟိုတနေ့ကဒီကလေးလာလေးအဲ့ဒါဟိုဒီလိုမျိုးကိုတဲ့အချိန်ကမှအတန်မထွက်တဲ့ဟာမဖြစ်နိုင်ဘူးလားဆိုတော့အကြံတမ်းကြည့်တယ်ဗျာအကြံတမ်းကြည့်တယ်ကျွန်တော်ဖုန်းပြမှာတော့လို့ဆိုရင်ဖြစ်နိုင်ဘူးတဲ့မြည်ပဲမြည်နေအဲ့ဒါအခုလည်းကျွန်တော်ကြည့်ထားစီနေတော့မှကူတော့ကဲအဲ့ဒါတော့ဂုဏ်ကြီးရှိခြင်းမရှိခြင်းဆိုတဲ့အားနဲ့ဘဝရဲ့ life experience နဲ့လိုက်စီပြီးတော့ဖြစ်ပါတယ်ကျွန်တော်လူမျိုးတော်တွေဟာကပ္ပါမှာစိတ်ကြီးရှိလာတယ်ဆိုတာနှုတ်ပတ်တော်ဖြစ်ပါတယ်ကျွန်တော်လူမျိုးများလည်းပဲစိတ်ကြီးရှိလာတယ်ဆိုတာနှုတ်ပတ်တော်ကြောင့်တာလည်းဖြစ်ပါတယ်ဘုံအရင်လေးပြည့်စုံတဲ့လူမျိုးများဆက်ပြီးတော့မှပေါ်ထွန်းလာကိုရတယ်ရခဲ့ဟုတ်ချီကြောင့်မှတ်တတ်တယ်ပေါ်ပြထားပါတယ်အဲ့ဒါကဘေးအချိန်မှာဖြစ်ပေါ်လာတယ်လေဆိုတော့နှုတ်ပတ်တော်ကိုကျွန်တော်မျက်နှာပြုပြီးတော့မှမွေ့လျောပြီးတော့မှနှုတ်ပတ်တော်အလေးကိုနှလုံးသားထဲမှာပိုက်ထွေးပြီးအသက်ရှင်ပြီးတော့မှဂုဏ်တော်ချီးမွမ်းကြတယ်ဆိုလို့ရှိရင်ဂုဏ်မကြီးရှိတော်လူမျိုးများဆက်လက်ပြီးတော့မှပေါ်ပြထားတဲ့အတိုင်းအောင်မြင်စွာရှောက်လန်းပြီးတော့တက်ရှင်တည်တယ်ကြောင်းရှိပါလေဆိုတာကိုပြနှုတ်ပတ်တော်လေးမှာဖြစ်ပါလေကြားနာတော်မိတ်ဆွေတွေချင်းအားလုံးကောင်းကြီးပေးပါစေအာမင်ဘာတော်နေဆိုတဲ့ဘာတွေလဲဘာတွေဆက်ပြီးတော့ဒီကျွန်တော်လည်းလက်ပတ်တော်နေစီနေတာအဖြစ်ရှင်နေတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်ဒီလိုပေါ့ပါတယ်တဲ့ဒီ